So, a simple solution. Oh, now my tiny that point. It is a bit the pet the chill out. She to below Yamla, but John Lesudo. Ya counting me like Harry Peter, so come out the teaching ya you chima. Hallelujah. So, la never not. The Yahore is Sudaga Maloe Babu. But John Lesudo, Kukurai. Ku hore te ya ku ku ra chinဆောင်ရမယ့်အရာတွေမျိုးများစွာရှိနေတာဖြစ်တယ်။အဲကြောင့်မို့ပလင်ပေါ်ရောက်ဖို့ကတော့အင်မတန်မှမလွယ်တဲ့ကိစ္စတွေဖြစ်တယ်။လွန်ခဲ့သောတလတော့ထင်တယ်နှစ်လရှိပြီနော်။နှစ်လရှိပြီဒီနေရာမှာကျွန်တော်နှုတ်ကပတ်တော်ဝင်ငှခဲ့တယ်။အဲ့ဒီမှာပါဝင်ဖြစ်တဲ့လူရှိလားမသိဘူး။လက်ထောင်ပါအောင်။ဟုတ်ပြီ။ကျွန်တော်ဟောခဲ့တဲ့အတိုင်းကျွန်တော်ပြီးသွားပြီ။ဟာလေလုယာ။ဟောခဲ့တဲ့အတိုင်းကျွန်တော်လှုပ်ဆောင်ရတော့ခွင့်ဖျားရှင်ပေးတာတယ်။အာမင်။ ဒါပေမဲ့မေတ္တာနဲ့လှုပ်ဆောင်ရတော့ခွင့်ဖျားရှင်ပေးတာဖြစ်တယ်အာမင်ဆိုတော့ဒီနေ့မှာလည်းနောက်တစ်ဖန်ပြန်လဲပြီးမှကိုရိုနုတ်ဘတ်တော်ဝင်ကတည်ခံဖို့လို့ငါပြင်ဆင်ပေးတဲ့တာဝန်ရှိပုဂ္ဂိုလ်များနဲ့အတူဒီနေ့ရောက်ရှိလာကြတဲ့ယုံကြည်သားမရောက်စီတိုင်းပေါ်ဖျားရှင်အသစ်တော်ခွန်အားပေးပါစေအာမင်ပေါက်ပွင့်တော့ပြင်ဆင်ထားတဲ့အတိုင်းပဲကျွန်တော်သူ memory stick မပါတော့ CD လေးနဲ့ယူလာခဲ့တဲ့အဆင်ပြေလားမသိဘူးဟမ်အဆင်မပြေဘူးနော်ဟုတ်ပြီ ဆိုတော့အဆင်ပြေလို့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဆက်ပြီးသွားပါမယ်ဒီနေ့ rebuilding relationship ဒီကနေ့ဆက်နွယ်မှုပြန်လည်တည်ဆောက်ခြင်းဆိုတဲ့အရာကအခုနကျွန်တော် grace အသင်းတော်မှာကျွန်တော်ဒီ series အလိုက်ပေါ့နော်ဘုရားသခင်ဖွင့်ပြခဲ့တဲ့ဒီပြည့်ညတ်တော်10ပါးနော်ဒီထွတ်မြောက်အကြံခန်းကြီး20မှာ rebuilding relationship ဤတိလလူရီနဲ့ဘုရားသခင်ကိုယ်တိုင်ပြန်လည်ပြီးမှဆက်နွယ်မှုကိုပြန်တီဆောက်ဖို့လို့ငါဖျားရဲ့အလိုတော်ကိုတိနာတောင်ပေါ်မှာပေးထားတဲ့အရာပြည့်ညတ်တော်10ပါးအနေနဲ့ကျွန်တော်ပြီးထားတာဖြစ်တယ်အဲ့ဒီအရာတွေကဘာတွေလဲနံပါတ်1ငါမှတပါအခြားသောဖျားကိုမကူးကွယ်နဲ့ you shall have no other gods before me ငါမှတပါအခြားသောဖျားကိုမကူးကွယ်နဲ့ဒီအရာကဘာကိုဖျားတခင်ကိုသာဦးစားပေးဖို့လို့ငါဖျားရှင်ကပထမပြည့်ညတ်ပေးထားတာဖြစ်တယ်ဒုတိယပြည့်ညတ်အနေနဲ့ရုပ်တုစင်တုကိုကိုယ့်အဖို့မလုံနဲ့ထွတ်မြောက်ကြံခန်းကြီး20အပိုက်ငယ်4နဲ့6ကနေမနော်ခုနအပိုက်ငယ်3မှာရှိတယ်ဘုရားသခင်ကိုသာရွေးချယ်ဖို့အလို့ငါဒီနေ့ဒုတိယပြည့်ညတ်ကိုပေးထားတာဖြစ်တယ်ပြည့်ညတ်တီးလို့ပြောတဲ့အခါတချို့တလေရလေပြည့်ညတ်ဆိုတာဟာငါတို့ကဟိုအခုခက်မြတ်မောက်ကာလအတွက်ဒီဓမ္မဟောင်းချမ်းနေမလို့တော့ဘူးနော်အဲ့လိုမျိုးပြောတာတယ်ပြည့်ညတ်အနေနဲ့ဒီနေ့ကျွန်တော်စိတ်ထဲမှာကြားရတာကတိကအောင်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြောပြချင်တယ်ဘုရားအလိုတော်ကပါလေလို့အဲ့လိုဆိုရင်တော့စိတ်ထဲမှာကြားရတဲ့မျိုးပြန်ပြမှာနှဝင်ချူလိုက်မယ်ဒီနေ့ဘုရားအလိုတော်ကိုသိချင်တော်သူများရှိလားရှိတယ်အားလုံးကခံယူချင်ကြတယ်အဲ့ဆိုဘုရားရဲ့အလိုတော်ကပါလေပထမဘုရားအလိုတော်ကတော့သူကနေတခြားသောဘုရားကိုပေါ့နော်သူမှတပါအခြားသောဘုရားကိုမကိုးကွယ်ဘူးဒုတိယတော့ယုတ်တုစင်တုကိုမကိုးကွယ်ဘူးဖြစ်တယ် you shall not make idols တတိယရဲ့ဘုရားအလိုတော်ကထွတ်မြောက်ကျမ်း20ပိုက်ငယ်9မှာထာဝရဘုရား၏နာမကိုမှုတာနဲ့ဆိုင်၍မမွတ်ဆိုနဲ့ဆိုတဲ့အရာဖြစ်ပါတယ်ဒါကဘုရားသခင်ကိုသာကြောက်ရွံ့ခြင်းဆိုတဲ့အရာဖြစ်တယ်ဘုရားရှင်ကိုပဲမိမိဘဝမှာကြောက်ရွံ့ဖို့လို့ငါဘုရားရှင်အလိုတော်ရှိနေတာဖြစ်တယ်စရုဒပြည့်ညတ်ကစရုဒအလိုတော်ကဘာလဲဆိုတော့ဥပုံနေ့ကိုတန်းရှင်းစေခြင်းကထူနေ့ကိုအောင်မြင်ရန်ဖြစ်တယ်ဆိုတော့ဘုရားနဲ့အချိန်ယူဖို့ဘုရားသခင်နဲ့ယဉ်ဤကြောင်းဝင်ခြင်းရှိဖို့အလို့ငါဖျားရှင်အလိုတော်ရှိနေတာဖြစ်တယ်။ဖျားသခင်ကိုသာလမ်းဆန်းခြင်းဆိုတဲ့အရာကိုကျွန်တော်ဒီအရာအဖြစ်သိရှိတာဖြစ်တယ်။ဆိုတော့ဒီပထမပြည့်ညတ်ကနေစတုထပြည့်ညတ်ဟာဖျားသခင်နဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဖျားကိုသာပဲကျွန်တော်တို့ကဝူစားပေးခြင်းကျွန်တော်တို့ရွေးချယ်ခြင်းကြောက်ရွံ့ခြင်းပြီးတော့သူတာလင်ကျွန်တော်တို့လမ်းဆန်းခြင်းဖြစ်တယ်ဆိုတော့သိရတာဖြစ်တယ်။အဲဒါဆိုရင်ပြင်စမဖျားအလိုတော်ကပါလေဘုံပြုခြင်းတရားပြန်လဲတည်ဆောက်ခြင်းဖြစ်တယ်။ဒီဤမိဘကိုဒီတည်စွာပြုလို့အာမင်မြင်နိုင်တဲ့ဘုရားသခင်ကိုကျွန်တော်တို့မမြင်နိုင်တဲ့ဘုရားသခင်ကိုချစ်နိုင်ဖို့လို့ငါမြင်နိုင်တဲ့မိဘတွေကိုကျွန်တော်ယူတည်ဖို့ဖြစ်တယ်။မိဘတွေကဘယ်လိုအခြေအနေလို့ပညာရှိဘယ်လိုအခြေအနေလို့ကျွန်တော်တို့ရဲ့မိဘတစ်ပါးဘုရားရှင်ဒီတို့ကိုပဲပေးထားတာဖြစ်တယ်။ဒီဤမိဘကိုယူတည်စွာပြုဖို့စထမအလိုတော်ကဘာလဲဆိုတော့လူအသက်ကိုမတတ်နဲ့မေတ္တာတရားကိုပြန်ဆောက်ဖို့လူငါဘုရားရှင်လိုတော်ရှိတာဖြစ်တယ်တသမအလိုတော်ကသစ္စာတရားကိုပြန်လဲတည်ဆောက်ခြင်းသူ့မြတ်ကိုမဒီမာနဲ့နော်သူ့မြတ်ကိုမဒီမာနဲ့
you shall not commit adultery ဆိုတော့ဒီစတ္ထမပြင်းအတ္တမပြင်းကတော့ရှစ်ခုမြောက်တော့ဘုရားလူတော်ကသူ့ဥစ္စာကိုမခိုးနဲ့သူတော်ကောင်းတရားပြန်လဲတည်ဆောက်ခြင်းဖြစ်တယ်ဘုခုမြောက်တော့ဘုရားလူတော်ကကိုနဲ့ဆက်ဆိုင်တော့သူတစ်ဖက်၌မမှန်တော့တက်တည်ကိုမခံနဲ့နောက်ဆုံးပြင်းနောက်ဆုံးအလူတော်ကပါလဲဆိုတော့ကိုနဲ့ဆက်ဆိုင်တော့သူဤဥစ္စာကိုတတ်မဲ့လူချင်းတော့စိတ်မရှိတယ်ဆိုတော့ဒီပြင်း10ခုဟာတရားသခင်အလူတော်ဟာဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ယေရှုခရစ်တော်ဓမ္မတစ်ချမ်းရောက်လာတဲ့အခါမှာပထမကနေစရုဒ္ဓပြည့်ညက်တွေကိုဒါကဘုရားနဲ့သက်ဆိုင်တဲ့အရာတွေနဲ့ခရစ်တော်ကရှင်မာကိုစနစ်30ထဲမှာပြောထားတာဖြစ်တယ်ဒုတိယဒီလူနဲ့သက်ဆိုင်တဲ့အရာကတော့ပြင်စမပြည့်ညက်နဲ့ဒီတတမပြည့်ညက်ဒီနောက်ဆုံးပြည့်ညက်အထိဒါလူနဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တာကိုခရစ်တော်ကဒီပြည့်ညက်ရသူ့ရဲ့အလိုတော်ဘုရားရှင်ရဲ့အလိုတော်စေခုကိုနှစ်ခုအနေနဲ့သူကပြန်ချုပ်သွားတာဖြစ်တယ်ရှင်မာကိုစနစ်30ထဲမှာဒေဤဘုရားခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှအစွမ်းတတ်သိရှိသမျှနဲ့ဘာလို့ရမလဲချစ်ရတယ်ဟာလေလုယာဘုရားသခင်ကိုချစ်ဖို့ရလို့ငါဒါကပထမ၄ခုကိုတစ်ခုအနေနဲ့သူချုပ်ထားတာဖြစ်တယ်ဒုတိယကတော့ဗာလဲကိုနဲ့ဆက်ဆိုင်တော့သူကိုနဲ့အများချစ်ရတယ်ဒါကိုနဲ့ဆက်ဆိုင်ဆိုတော့ theological term အနေနဲ့ loving God and loving others ဒါခရိယာအသက်တာမှာ Sunday school အရွယ်ကနေစပြီးကြားခဲ့တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒီအထဲမှာဒီကနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးဖို့ရအတွက်ကျွန်တော်ဖိတ်ခေါ်ခြင်းခံတဲ့အခါမှာကျွန်တော်လည်းအဲ့ဒီဘုရားအလိုတော်ကို series တစ်ခုပြီးတစ်ခုဟောတာဒီမနေ့ဆိုလို့ရှိရင်10ခုမြောက်အထိကျွန်တော်ပြီးသွားပြီဖြစ်တယ်ပတ်တိုင်းတပတ်မှာတစ်ခုကျွန်တော်ဟောခဲ့တည်ခံခဲ့တာဖြစ်တယ်simple solution ကျွန်တော် Grace Aging Media မှာလည်းနောက်မှပြန်ပြီးမှလွတ်ပါလိမ့်မယ်ဒီဥစ္စာတစ်ခုပေါ့နော်ဆိုတော့အဲ့ဒီ10ခုထဲကနေဒီနေ့ကျွန်တော်အနေနဲ့တည်ခံခြင်းနဲ့6ခုမြောက်တော့ဘုရားရဲ့အလိုကပါလဲဆိုတော့လူအသက်ကိုမတတ်နဲ့အဲ့ဒီအကြောင်းကျွန်တော်ဟောခြင်းနဲ့တည်ခံခြင်းနဲ့ဟာservice မှာလာပြီးမှ TBCY promise မှာလူအသက်ကိုတော့သွားမတတ်နဲ့လို့လာပြီးတည်ခံသွားတယ်လို့ခင်ဗျားတို့အော်ကောင်းအော်သွားလိမ့်မယ်ဒါမဲ့ဒီနေ့လူအသက်ကိုတတ်ဖို့လို့ငါဘယ်လိုအစင်ကျွန်တော်သွားလဲဆိုတဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့အားလုံးဒီကပြင်ဆင်ဖို့ရအတွက်ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့ဆိုတော့လူအသက်ကိုမတတ်နဲ့ you shall not murder ဆိုတော့လူအသက်ကိုတတ်ချင်းဆိုတဲ့အရာကိုကျွန်တော်ဘာခေါင်းစဉ်နဲ့ကျွန်တော်ပေးခြင်းလဲဆိုတော့မေတ္တာတရားပြန်လည်တည်ဆောက်ခြင်းအာမင်အာမင်လူကိုတတ်တယ်ဆိုတဲ့သူ့ရဲ့တစ်ဖက်မှာပါလေမေတ္တာမရှိလို့ဖြစ်တယ်မေတ္တာရှိတယ်ဆိုရင်တစ်ဖက်ကလူတတ်เสียအကြောင်းမရှိဘူးမုခင်ဇာနီကိုဖတ်တဲ့အခါမှာလူရဲ့မှုကိုကျွန်တော်တွေ့ရတာဖြစ်တယ်တခါတလေလင်မယားတော်မှเนาะတတ်တဲ့တည်င်းကြီးကျွန်တော်ကြားရတာဖြစ်တယ်ဘာကိစ္စအကြောင်းလည်းမသိဘူးချစ်တုံးကတော့เนาะတကယ်ကြိုက်တုံးကတော့ဘယ်သူကမှဂရုမစိုက်တဲ့အချီနေမျိုးနဲ့အခုကြတော့ဘာဖြစ်သွားလဲအိမ်ထောင်တက်တန်းကတနေ့2နေ့3 4 5နှစ်သားသမီးတော်ရလာကြပြီဒါမဲ့လူတတ်တဲ့အချီတော်ဖြစ်သွားတယ်ဘာအကြောင်းလဲဒီနေ့အထူးသဖြင့်ခရိယာအသက်တာမှာအထူးသဖြင့်ကျွန်တော်တို့ TBCY အသင်းတော်ဆိုရှင်ကျွန်တော်တို့အသင်းတော်တခြားအသင်းတော်များအနေနဲ့ကျွန်တော်အမတန်မှလေးစားတဲ့အသင်းတော်ဖြစ်တယ်ကျွန်တော်တို့ရဲ့အထူးသဖြင့်ဇုံမီဒီအတွက်ဆိုလို့ရှိရင်အင်ရှင်အနေနဲ့ကျွန်တော်တို့ကအမြဲတမ်းကိုတန်ဖိုးထားတဲ့အသင်းတော်ဖြစ်တယ်လို့လေးစားဂုဏ်ပြုတဲ့အသင်းတော်လည်းဖြစ်တယ်ဒီနေ့ဒီ Burmese အစီအစဉ်မှာကြတော့လူအားလုံးကတော့မပါဝင်နိုင်ဘူးရတယ်ဒါပေမဲ့ဒီနေ့ပါဝင်နိုင်တဲ့ဓမ္မမိတ်ဆွေများအနေနဲ့ဒီနေ့နှုတ်ကပတ်တော်ကလူအသက်ကိုမတတ်နဲ့ဆိုတော့ဘာကိုဆိုလိုချင်တာလဲသူ့အနေနဲ့မေတ္တာခေါင်းပါလာတဲ့အခါမှာလူအသက်တတ်ချစ်ချီတော်ဖြစ်သွားတာတပည့်ကနေမေတ္တာရှိလာရင်တော့ဘာတွေဖြစ်သွားမလဲကျွန်တော်တို့ကလူအသက်ကိုဒီပင်နဲ့အပိုင်းကိုရောက်သွားမှာဖြစ်တယ်ဟာလေလုယာလူအသက်ကိုလူအသက်တစ်ချောင်းရဲ့တိုးပွားအကြောင်းကိုကျွန်တော်ပြင်ဆင်ရမှာဖြစ်တယ်လူတဦးတယောက်ရဲ့တိုးတက်အကြောင်းကိုကျွန်တော်ပြင်ဆင်ပြုစုရမှာဖြစ်တယ်အဲ့ဒါကအင်္ဂလိပ်တရားနဲ့သက်ဆိုင်တဲ့မေတ္တာနဲ့ဆက်ဆက်နေတာဖြစ်တယ်ဒါကြောင့်မို့ပထမအချက်အနေနဲ့လူတတ်မှုအထိဖြစ်စေတဲ့အဆင့်ကြီးရ၄ဆင့်ရှိတယ်လူကိုတတ်လောက်အောင်ဖြစ်သွားစေတဲ့เนาะပို့ဆောင်ပေးတဲ့အဆင့်
Listen she de. Prama senga be aya ne sale suro. Now can like so piba. Nyolendi a time. Mapilla ka. Anatia pitwari. Taga a sa buchin. Look at the Gotabulunga, Prama Sengaro, Gumyolende a time to the bar, Mapilla kama, say them about it. Anatia Kanzala. Eight Mapionai. Masana is sure a yari, pillar. Bini mi barika tadami go chide, mi barika tadami chilare kama. The two mi barika, dilulo pissage in a tanami, being a council on the face of it. Damn it, tadami, got me bari a son now, Mapiwa, see that kama. Mi bari a young Kansara. But down there, Myolen at time of Pitwa. Myolen at time of Pitwa. The Nongeronga, the None, who nothing a team on Zam conference or general. Nina Mabe, who ne Lian and Pijan to get the head, and say that you might do Chili John to call on Mutin and do net the engine net kiddy, not can I let you kid. So, Jan Pibi, soon, General Amiali, do no let you check chin, General Pippin, Babylon Yan Pinina, General Babylon. I mean, that Pimoho. Ta appear shitty pissy, a pit machine pity, young pitters or a macamu. You know, I may have to not put my low one. Babylon young pinny. Tingy Vega, the Lupit Dollars. Mamma, General Pippin, the father in the me too, me barrier, Pippin. The Lupit Dollars, I don't mean me, Babylon young pitter, but to a man and marriage or a tea garden. I mean, as you can never, but you mamma she or no young, I mean, about Jean Pittens or that, Macau and Lepo. Betu, Mamma, Jean Pia. The Nagins, Chiame, Piame, Une, go up to the fountains of Sanayame, Jean Pibis or that me, no one child. Mande Yari, she did Mare Yari, Eddie or Male, testing him up, make out to know that today. That's how to know Amiali. Scolam Yakoma to shoot the Altare, Yuma Yakoma to shoot the Altare, Loba Yakoma to shoot the Altare. General Babelo, America, chin the dinner. The dinner allowed to Amiali to know Gully, you should sound out with a fit. Yoga Chinamale, Mega, that the Altare Shiro, the meat the Altare Shiro, the Dago Council visiting. That Jamu Paya no Kabado, Mangibu, Yampi days of Amia. Long what to not pay my need. I'm the two young mamma, young pit out of the child. Payashing got general Gully, two good chiddeluri alonga. Do the body young people piash and lure machine. Amen. So there, Camero, young pit, a lot of your chinam who no. That's another one at a nice and people yada. So raw. Look at the good tala on PC that don't happy the Panama Checavale, Yolende a dime, my pillar kama, Satan, and not a yak. So the Ajawa never the regional Shin Luka a kanji, Kone applying a Sashisakure, Canali Giano. Shin Luka. When she did. Shin Luka Kone. Pine Sashisako. Johan eat the pedo to a chow a yarogo. Mimi say ya. Jabio jai. To a car Johan, Mimi the bed neauko, Corbini. Ye shoot tando, say lo ye. Gorodi, Joalado to Mandalo. Domaho, a chado to Mule yam. Pamilohu, me shall see Iniama. Johan got edited my Beniama Shile, town Yawi. To town Jade Myoyama, Harito, Lare Sura to Tide. Tida and to the very good Babiole. Hey, Critical Mele Bao. A good Juala to ga. General Messiah, no? The Kelame to Pitala, Damamohe, a Chado, Jualame, Pogo, General Nine,
ညော်ရမလားခရစ်တော်ကိုမေးပေးလိုက်ပါဆိုပြီးမှတကယ်တစိမ့်ဆန်ဆန်လုံးဝမျော်လင့်စရာမကောင်းတဲ့မိခွန်းကိုယောဟန်သူ့တပည့်ကယောဟန်ကသူ့တပည့်ကိုယေရှုခရစ်တော်ဝင်ခိုင်းတာယောဟန်ပဋိဇံယောဟန်ခရစ်တော်ကြွလာတော့ကသူကိုယ်တိုင်ပဋိဇံပေးတဲ့အချိန်မှာကောင်းကင်ကနေကောင်းကင်တကားကိုဖွင့်ပြီးမှဂျူးငယ်လေးတန်ရှင်တော်ဝိမောပုံစံနဲ့ဂျူးရဲ့ကိုဆင်းလာပြီးငါကိုချစ်တဲ့နော်ငါချစ်တဲ့ငါရဲ့ချစ်သားပြီးလို့ဘုရားရှင်ကိုယ်တိုင်တော့မှအပေါ်ကနေတက်တည်ခံပြီးစကားပြောတာယောဟန်ကိုယ်တိုင်လည်းကြားတယ်ငါနောက်လာမဲ့ပုဂ္ဂိုလ်ဟာငါထက်ကြီးတယ်လို့လည်းသူကိုယ်တိုင်လည်းတက်တည်ခံယောဟန်ကိုယ်တိုင်၌ကခရစ်တော်လာခဲ့ပြီးသူကိုယ်တိုင်ကမရှားရဖြစ်တယ်ဆိုတာကိုသိထားပြီးသားဘာဖြစ်လို့ဒီသစိမ်းဆန်ကမိခွန်းနေရတာလဲအခုလာနေတဲ့ခရစ်တော်ကအခုမျှော်နေတဲ့ခရစ်နောက်လာရအောင်မဲ့သူတစ်ပါးကိုကျွန်တော်စောင့်မျှော်ရမလားဆိုပြီးတပည့်ကိုတမင်တမေးထားတာဘာကြောင့်လဲသိလားခရစ်တော်ကသူ့ပေါ်မှာသူ့စီမှာမလဲလို့ပေါ့ခရစ်တော်ကရောက်နေတာ4-5ရက်ကြော်သွားပြီခရစ်တော်ကိုယ်တိုင်လည်းမလာခဲ့ဘူး तू ကနမိတ်လက္ခဏာတစ်ခုပြီးဖြစ်သွားတဲ့အခါမှာယောဟန်ကိုယ်တိုင်၌ကသူခံရတယ်။ဘာကြောင့်လဲသူတော့ခါစင်ဖြစ်တယ်။ဘုံကိုယ်ဖြစ်တယ်။ဒီနေ့တစ်ခါတလေတူနဲ့တူချစ်တယ်ဆိုတာညော်လင့်တဲ့အတိုင်းမဖြစ်လာတဲ့အခါမှာဗတ္တိဇံယောဟန်တော်ကအနာတရဖြစ်သွားတယ်။ဒီသူစီမှာသူစိတ်နာနေတာလေခရစ်တော်ပေါ်မှာသူစိတ်နာနေတယ်။ငါဒီမှာထောင်ထဲမှာရှိနေငါ့ကိုလာလို့ကြည့်သူခရစ်တော်အချောင်းပြောပြလို့ဒီထောင်ထဲရောက်နေတာငါ့ကိုဘယ်သူမှဒီတိုင်းပဲထားခဲ့တာဆိုပြီးပါသူကစိတ်နာနေတာဒီနေ့ဒီလိုအဖြစ်ပြုံးနေတဲ့ကျွန်တော်ဘဝမှာကြုံတတ်တာဖြစ်တယ်ဓမ္မဟောင်းကျမ်းတွေကတခုကြည့်မယ်ဆိုရှင်ဂိုင်နာနဲ့အာဗေလနော်သူ့ွယ်ချင်းနဲ့ပတ်သက်ပြီးဘုရားရှင်ကတော့နှုတ်ကပတ်ကျမ်းစာကပြောတယ်အချိန်တန်တဲ့ခါမှာတဲ့ဂိုင်နာဒီပူဇော်တကာကိုပြုတယ်အာဗေလလည်းပူဇော်တကာကိုပြုတယ်အဲ့ဒီအပိုင်အခန်းကြီးလေးကပောက်ချက်ခန်းကြီးလေးအပိုင်ငယ်4နဲ့5ကြားမှာဂိုင်နာပူဇော်ခြင်းကိုဘုရားရှင်ကလက်မခံတဲ့အခါမှာဘာဖြစ်လဲအနာတရဖြစ်သွားတယ်အနာတရဖြစ်သွားတယ်တော့ဒီနေ့လူအသက်ကိုတပ်ဖို့လို့ငါပထမဦးဆုံးကျွန်တော်တို့ခံစားရတဲ့အရာကညှော်လင့်တဲ့အတိုင်းမဖြစ်လာတဲ့အခါမှာအနာတရဖြစ်ခြင်းကြီးပင်စာသဘောတရားနဲ့ပြောမယ်ဆိုရင်စစ်နံပါတ်1ရောက်နေပြီဆိုတာသိထားကြတယ်အာမင်ဒါကျွန်တော်တို့ရဲ့တတိထားရမယ့်အချက်ကအနာတရားဖြစ်တယ်အဲ့ဒီအချိန်မှာဘာလို့ လဲခွန်လို့ချင်းတရားခရစ်တော်ရဲ့ခွန်လို့ချင်းပြတာကိုခံစားပြီးဒီလိုလုပ်ပါဘူးကျွန်တော်ကဒီနေရာမှာလည်းတတိခံခဲ့လို့ကျွန်တော်လည်းအနာတရားဖြစ်ခဲ့တဲ့လူတွေညော့များစွာရှိတယ်ဒါပေမဲ့ဘုရားရှင်ကျေးဇူးတော်အားဖြင့်ကျွန်တော်ကသူတို့ကိုလေခါလာတတ်မှတ်လိုက်တယ်ကျွန်တော်အရင်တော့ဒီမှာလည်းပြောခဲ့ဘူးလေခါလာတတ်မှတ်လိုက်တယ်တချို့ကလေစိတ်မဆိုးတဲ့မဲနဲ့အတကုံစိတ်ဆိုးတာ तू စိတ်ဆိုးတာမပြောပါလားဒါပေမဲ့ तू တုံလောက်အောင်စိတ်ဆိုးတယ်ဆိုတော့စိတ်ဆိုးလွယ်တဲ့ပုံကိုဖြစ်တယ်ခါလာတခုတတ်မှတ်လိုက်တယ်စိတ်ဆိုးလာတဲ့အခါအော် तू လုံးငန်း तू လုံးနေတာဒါကြောင့်ကျွန်တော်နဲ့စစ်ဆိုင်ရအစဉ်ပြီးသွားတာဖြစ်တယ်ဟာလေလုယာဘာလဲနားလေသဘောပေါက်ခြင်းလိုအပ်တာဖြစ်တယ်အာမင်တချို့ကလေငါသဘောပဲငါသဘောတိုင်းသွားရမယ်ငါရဲ့သဘောတိုင်းမဖြစ်ရင်မင်းတို့ထွက်အဲ့လိုမျိုးဖြစ်နေမရဘူးခရစ်တော်ကအဲ့လိုမျိုးမဖြစ်စေချင်ဘူးဒီနေ့အနာတရားဖြစ်သွားတဲ့အခါစိတ်တော်နာတယ်ခံစားရတယ်ဒါပေမဲ့အိုးဆာမွန်ခါကဒီလိုမျိုးပုံကိုဖြစ်တယ်အကြောင်းတစ်ခုတမန်လိုက်အဲ့ဒီသူ့မှာရှိတဲ့ဇာတိစိတ်တကယ်လို့များဝင်လာခဲ့ရင်သူ့လုံးကသူ့လုံးနေတာဒီလိုပဲမှတ်ထားလိုက်ပြီးသွားပြီဟာလေလုယာလွယ်တော့မလွယ်ဘူးဒါပေမဲ့ဒါအရန်ရှင်းတယ်အရန်ရှင်းတယ်သူ့ခင်လို့ကျွန်တော်သူ့နာမည်သုံးလိုက်တာတမျိုးတော့မထင်နဲ့နော်နော်ကျွန်တော်တို့လင်မယားအကြောင်းပြောရမယ်ဆိုရင်လေကျွန်တော်အမျိုးသမီးကိုဘာပြောလဲရွေးပြီးမှရွေးနေတာတကယ်ရောက်ပြည့်စင်ရွေးနေတာ
ကျွန်တော်ဗာပြောလဲဆိုတင်းအစင်ပြေအားလုံးအစင်ပြေတယ်နော်လို့ကျွန်တော်ပြောတတ်တယ်ကျွန်တော်အားလုံးခြုံပြီးပြောလိုက်တာဆိုလိုတာကပါလေကျွန်တော်တို့အင်းကြီးအာရမစာရွေးတစ်ခုခုလုံမမိတာဆိုချွတ်ပြောတတ်တယ်သူကမင်းသမီးလည်းလုပ်ခဲ့ပြီးတော့စကားတွေပဲမင်းသမီးလည်းသူဖြစ်တော့စကားတွေကသုံးလုံးချွတ်ပြောတဲ့အခါကျတော့ပြောပြတယ်သူစိတ်ဆိုးတယ်ဆိုတာသိတယ်ကျွန်တော်နောက်ဆုံးမှာညာအစင်ပြေအားလုံးအစင်ပြေနော်ညာအစင်ပြောင်းဘာကိုကိုပြရမလဲဒါလေးလုပ်ပြတာလေးဟုတ်ကဲ့ပြောတယ်အစင်ပြေသွားတယ်ဆိုတော့ तू ကတခုချွတ်လုပ်တဲ့အခါမှာအယောင်တခုကျွန်တော်သတ်မှတ်လိုက်တယ်ဒါလင်းနဲ့မရကြမှာဖြစ်နေတဲ့ကိစ္စကျွန်တော်ကပါစာဆိုတော့လေကျွန်တော်တို့တခါလီ board of because အစီအဝေးတို့ဘာလို့မလဲစကားတွေပါမိတာအကြောင်းလေးပြောရင်နဲ့အခက်မသိနေလေစကားများပြီးမှအတန်းနေပါဖြစ်လာတချို့တွေကအဲ့ဒီပြတ်တာဘေးကနေစားလဲဆိုတော့ကျွန်တော်သိတယ်တယောက်မတ်တရတာလေအိုးအဖြူရောင်တယောက်မတ်တရလာပြီသူတယောက်မတ်တဲ့အနိရောင်တယောက်မတ်တရလာပြီဆိုတော့ကျွန်တော်ကအားလုံးအတီးထားပြီအိုးတယောက်ဟိုမှာအနီရောင်မတ်တရပြီတတိထားပုံကိုနည်းနဲ့ဒီလိုမျိုးတွဲပြီးမှနောက်ဆုံးမှကြာတော့အဲ့ဒီအားလုံးပေါ်မှာအဲ့ဒီလိုရှိတယ်ဒါပေမဲ့သူအတ္တကဖြီးရှင်းမဲ့အရာကဒါအရာဖြစ်တဲ့အတွက်ကြောင့်ဒီပြတခါတလေကျွန်တော်တို့ဒီကြီးမှာကြာတော့တင်းဟုတ်စရာတော့စုပ်တင်နေဆိုတော့ကျွန်တော်ရဲ့ဒီဥက္ကဋ္ဌရဲ့မတုံးချင်မဲ့နဲ့တော့တခါတလေအာနာတုံးလိုက်တဲ့အချိန်ရှိတယ်ဒါလေးဆိုပြဿနာရှိတယ်ကဲဒီလိုပဲဖြစ်တယ်အားလုံးကဒီလိုလောက်ကြတယ်ဆိုတော့ရွေးစားဆိုဘာဖြစ်ဒါလေးရွေးရအောင်ခင်ဗျားတို့အားလုံးကြိုက်ချင်မှကြိုက်မယ်ဒါကပါစတာရွေးတယ်လို့ပဲခံယူစီခြင်းတယ်ဒီတော့ဒါမဲ့မချင်တဲ့လူရှိတယ်တူအော်သူကဒီလိုပြောင်းရှိတာလို့ပြောဒါမဲ့ကျွန်တော်လည်းဆက်သွယ်လုံးဝလုပ်ခိုင်းတယ်ပုံခေါ်တယ်စကားပြောတယ်သမီးတို့စားတယ်ဟာလေလုယာခရိယာမေတ္တာဆိုတဲ့ကိုပြရမှာဒီလိုမျိုးကျွန်တော်စိတ်ထားမှရှိရင်သူနဲ့အပတ်တိုင်းသူနဲ့စီးပွားရေးလုပ်ငန်းတစ်ခုမှာတလတစ်ခါတွေ့တဲ့ပုံကူမဟုတ်ဘူးသူ့အိမ်ကိုကျွန်တော်တွားပြီးဆူတောင်းပေးမယ်လူကျွန်တော်ပြောပြမယ်တချို့လူတွေဆိုလို့ရှိရင်လေခရိယာနေဘယ်သူ့အိမ်တွားမယ်မတွားချင်ဘူးတက်လုံးမတွားဘူးအဲ့လိုမျိုးဒုက္ခပါပဲအဲ့လောက်ထိတော့မဖြစ်စေချင်ဘူးလေဘာကြောင့်လဲအနာတရားဖြစ်တာအနာတရားဖြစ်တာအဲ့ဒီအနာတရားကိုဘာနဲ့ကျွန်တော်ပို့တာရမလဲခရစ်တော်မေတ္တာနဲ့ပို့တာရမှာပဲလေအာမင်ဒါကြောင့်မို့စိတ်ထဲမှာတခါတလေတော့မှမခံယူနိုင်တော့မှကောင်းသောစကားတွေနဲ့เนาะကျွန်တော်အထင်းမှာစိတ်မနိုင်ရင်တော့မှယုံကြည်ခြင်းနဲ့မွတ်ဆိုရမှာဖြစ်ဒီနေ့လူအသက်ကိုတတ်ဖို့လို့ငါပထမချိန်လန်းကအနာတရားဖြစ်တယ်ညိုလင့်တဲ့အတိုင်းဖြစ်လာတဲ့အခါမှာအနာတရားဖြစ်တယ်ဒုတိယကဘာဖြစ်လဲဆိုတော့အဲ့ဒီအနာတရားကနေကင်ဆာအနေနဲ့ဒုတိယဆိုစင်เนาะကင်ဆာဆိုတာကကျွန်တော်သိတယ်လို့ပေါ့လေကင်ဆာနံပါတ်4ဆိုရင်လည်းချင်းမရှိတော့ဘူး3ဆိုလို့ရှိရင်လည်းတော်တော်လေးခက်နေတယ်2ဆိုရင်တော့မျိုးလေးချင်းနေရှိတယ်1ဆိုရင်ကြီးစုတော့ချင်းဝမ်းရမယ်ကင်ဆာမရှိရင်တော့ကြီးစုတော့ပဲဒီထဲမှာကင်ဆာရှိတယ်ဘယ်နှယောက်ရှိလဲမရှိဘူးဒါနဲ့ဝိညာဉ်ကြီးမှာကင်ဆာရှိတယ်လို့ရှိတယ်ပြောလို့မရဘူးကျွန်တော်ပြောနေတာကဝိညာဉ်ကြီးကကင်ဆာကိုကျွန်တော်ပြောနေတာဖြစ်တယ်ဆိုတော့ဒုတိယကအနာတရားဖြစ်ပြီးတော့အနာတရားဖြစ်ခြင်းကနေဘာဖြစ်စေလဲစိတ်ဆိုးလူစိတ်ဆိုးလာပြီဆိုရင်ကင်ဆာနံပါတ်1ရောက်နေအဲ့ဒါမထားရဘူးဒါ signal ဖြစ်တယ်ကျွန်တော်ဖိလစ်ပိုင်မှာကျောင်းတက်တော့လေးလုံးဆိုတော့ဖိလစ်ပိုင်ကကျိုးလေးဆိုတော့ခဏရာတူတူမကောင်းဘူးသူတို့ကတော့အကျဉ်းပါသွားပြီ signal 1ရောက်ပြီ signal 2ရောက်ပြီဒါပေမဲ့တနိုင်ငံလုံး signal 3ရောက်ပြီဆိုရင်ကြောင်းရစရာမလိုဘူးကြောင်းမတည့်ရဘူးဒါတော့ signal 3ဆိုရင်ဒီနဲ့နော်လီနဲ့မိုးနဲ့ရောပြီးမှအဲ့လိုမျိုးတိုက်ခိုက်လာဖြစ်တယ်ဆိုတော့ radio ပဲဖြစ် television ပဲဒီနေ့ကမိုးလေဝသချီနာ signal 3ရောက်ပြီဆိုရင်ကြောင်းမတည့်ရင်လုံးဝဒီမရှိဒါကရာတူတူအခြေအနေပေါ်မှာဖြစ်ဆိုတော့ဒီနေ့လူတဦးတယောက်စိတ်ဆိုးလာပြီဆိုရင်သူ့ရဲ့ signal ကဘာလဲဒုတိယဆင်းရောက်ပြီအနာတရားဖြစ်လို့အဲ့ဒီကနေမထိန်နိုင်လို့ပါဖြစ်သွားတယ်ပြောထွက်လိုက်ဒုတိယဆင်းရောက်ဒီလူတွေနဲ့ကြုံတွေ့တဲ့အခါမှာလေ
သူတို့ရဲ့ဝိညာဉ်ကြီးမှာအစင်မှာသူတို့တိထားတယ်ဆိုရင်ဘယ်လိုစကားတွေတုံးရမယ်ဆိုတာဘုရားရှင်သူတို့ပေါ်ပြပါလိမ့်မယ်ဟာလေလုယာတချို့တွေကလေအစည်းအဝေးတွေပါလေဒါမှမဟုတ်ရံပွဲတွေပါဖြစ်သွားတဲ့အခါတချို့ကလေပွဲဖြစ်တဲ့အချိန်မှာဘာမှမပြောတတ်တယ်လို့နှုတ်ပတ်စမရှိတယ်လို့မျက်စိမရှိတယ်လို့နားမရှိတယ်လို့ကိုယ်နဲ့မသက်ဆိုင်တယ်လို့ဖြစ်ပြီးမှအဲ့ဒီကိစ္စကိုငြိမ်းသွားတဲ့အခါဘာဖြစ်သွားလဲဒီလိုလုပ်ခဲ့တာတချို့စကားတွေများပြီးမှသူဖြစ်နေတာလေဒီနေ့ကျွန်တော်ပြောပြမယ်ကျွန်တော်အင်္ဂလိပ်ဓမ္မကောလိပ်ကျောင်းမှာကျောင်းတက်နေတဲ့အခါမှာကျွန်တော်ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်တယ်တငယ်ချင်းတယောက်ကဒီမှာလဲကျွန်တော်ပြောခဲ့ဘူးတယ်နော်ဖတ်ပြီးပြောပြမယ်တငယ်ချင်းတယောက်ကဝတ်စုံဝတ်မယ်နီးမှာမဝတ်ပဲနဲ့မဝတ်နေနီးမှာဝတ်နေတယ်တငယ်ချင်းမဝတ်နဲ့ငါမှဒီတစ်ထည်ပဲရှိတယ်ဒီအင်္ဂလိပ်ကိုပြည်တဲ့အခါမှာနော်လျှော်တဲ့အခါမှာ6ဓာတ်နဲ့ဝတ်မယ်နီးနဲ့မဝတ်မယ်နီးကွတ်တိဖြစ်သွားတော့မတတ်နိုင်ဘူးလေတခြားအင်္ဂလိပ်ဝေးလေပိုက်ဆံမရှိဘူးကျောင်းကောင်စီနဲ့3ချိန်ဝါနေပြီးတယ်မရတော့ကျောင်းဆရာမကြီးလုံခံရောက်သွားတယ်ကျွန်တော်ကျောင်းဆရာမကြီးကဆရာမမယ်ရီဟာလူကြီးကျွန်တော်ရဲ့အန်တီဆိုတော့ကျွန်တော်အန်တီအားလုံးတချို့အတီးသူ့စီရောက်ရဆိုလုံးဝလေမရတော့နေကျောင်းမှာနေချင်ရင်ဝက်မနေချင်ရင်မိုးပဲဒီလိုနေနေကြီးအားလုံးအများကြီးပြောကြလို့တစ်ချက်ပဲပြောလိုက်အားနဲ့သမင်တက်ကျွန်တော်မြင်စားတာမင်းကြောင့်ငါကျောင်းဆရာမလုံရောက်နေတာလေငါကြောင့်မဟုတ်ငါတို့ကျောင်းကောင်စီအဖွဲ့9ယောက်ရှိတယ်အဖွဲ့နဲ့လုံနေမဟုတ်ဘူးမင်းကြောင့်လေဒုက္ခပါပဲငါကြောင့်မဟုတ်ဘူးဒီငယ်ချင်းမင်းကတေချာပြောထားတယ်မဟုတ်လားဝါနေနဲ့ပေးထားတယ်မဟုတ်လား group အလိုက်နဲ့ဝါနေပေးထားတယ်နောက်ဆုံးမရလို့ရုံခန်းရောက်နေတာလေငါထိုးတယ်ပဲမဟုတ်ဘူးငါတို့အဖွဲ့နဲ့လုံနေတာအဖွဲ့ဒီငါကယူမဆိုင်ဘူးမင်းကိုပဲငါစိတ်ဝင်စားတယ်စိတ်ဆိုးနေတာအဆောင်မှာဖြစ်နေတာပြောရင်နဲ့နော်ရန်စဖို့ဖြစ်နေတာမလို့ပါနဲ့ကျွန်တော်စိတ်ထဲမှာအိုးဒီလူကစိတ်ဆိုးနေပြီစိတ်နဲ့မနေရဘူးချိန်မကောင်းဘူးကျွန်တော်ဘာပြောလဲကျွန်တော်မမားပဲနဲ့တကယ်ချင်းငါမားပါတယ်ဆံလို့ပြပါဒါတော့ပြီးဆုံးလို့မရှိပါဘူးသူကစိတ်ခေါင်းနေတာစားပြန်နေတာနော်ဝေးကြီးပြန်လာ background ပြန်လာပညာရေးပြန်လာဟာချိန်ခေါင်းနေတာပြန်စရာမရှိဘူးမင်းပြိုင်မလားဆိုတော့ငါရှုံးသွားပြီငါဘာမှပြန်စရာမရှိငါမှပြန်စရာမရှိမင်းလုံးဝမှလည်းရုံခန်းရောက်နေတာတော့ခွန်တော့ပါဗျာအဲ့လိုပြောလိုက်တယ်ဒီစီတော့ကျွန်တော်အစီအသွားတယ်တကယ်ချင်းတယောက်ကလေကျောင်းကောင်စီဖွဲ့ကဘာနာရင်းနဲ့ဆရာထိုက်ပြီးလို့ခေါ်တယ်သူကအောင်ဖိုက်ကပြီးသွားတယ်လာတွေးဆိုတဖိတိုက်နေဝမ်းတာတော့တဖိဆိုင်ရတယ်ဒီနေ့ချင်းဒီလောက်တော့ငါပြောတာဘာဖြစ်လို့တော်တော့တစ်စက်မှမပြောတာငါ့ကိုဗီဒီယိုကြည့်တယ်လို့ဘာဖြစ်လို့မင်းကိုကြည့်နေတာလဲလို့ပြောလိုက်တော့လည်းကြောက်နေတယ်သူကလည်းဘာမှမပြောဘူးစိတ်ဆိုးပြီဆိုရင်ကိုကမှန်မားဟိုက short ပြီးတယ်ဒါမဲ့သူနောက်ပိုင်းပြန်ပြီးတော့အခုသာသနာမှုတော်ထဲမှာဘုရားရှင်သူ့အများကြီးအသုံးပြုနေတာဖြစ်တယ်ဘုရားရှင်သူ့ကိုလည်းချိုးဖဲ့ပြီးတယ်အသုံးပြုနေတာဖြစ်တယ်ဟာလေလုယာအဲကြောင့်မို့ကျွန်တော်တို့ရဲ့လေမယားကြားမှာမိသားစုမှာနော်အဖွဲ့အစည်းတစ်ခုမှာလူတိုးတဲ့စိတ်ဆူလာပြီဆိုရင်ဟဲ့စီမံနံပါတ်2ရောက်ပြီဆိုတာဒီပါလို့လိုအပ်တာဖြစ်တယ်အချင်းအဲ့ဒီအပေါ်မှာကျွန်တော်ဘယ်လိုလုပ်ရမလဲကပောက်ကျခန်းကြီးလေးထဲမှာနော်အပိုက်ငယ်၄ဒုတိယနဲ့အပိုက်ငယ်9မှာထာဝရဘုရားဒီအာဘီလနဲ့သူဤပူဇော်တကာကိုပမာဏပြုတော်မူဂိုင်နနဲ့သူဤပူဇော်တကာကိုပမာဏပြုတော်မမူလို့ပြောတဲ့အခါမှာဘာဖြစ်သွားလဲသူကထူချောင်းတဲ့အပိုက်ငယ်9မှာဂိုင်နဒီအလွန်စိတ်ဆိုး၍စိတ်ဆိုးတာမျက်နာပြက်လေစိတ်ဆူဆူနဲ့ဘုရားကြောင့်ရောက်တဲ့လူတွေတချို့ရှိတယ်။နောက်ကပတ်တော့ကြားချင်လို့မဟုတ်ဘူး။လူလာလိုက်ချင်နေတာ။အဲ့လိုဟာလို့ရှိရင်ဒီနေ့အဲ့ဒါယေရှုနာမနဲ့ကျွန်တော်ဒီနေရာမှာမရှိသင့်ဘူး။အာမင်။မိသားစုမှာလည်းမရှိသင့်ဘူး။ကျွန်တော်ရဲ့တကယ်ချင်းအတိုင်းဝိုင်းထဲမှာလည်းမရှိသင့်ဘူး။ဒါပေမဲ့တိထားရမှာကဝိညာဉ်ကြီးမှာတိထားရမှာကစိတ်ဆိုးတဲ့လူကဟောကျွန်တော်ဘယ်လိုဖရားမေတ္တာနဲ့ဖြည့်ရှင်းရမယ်ဆိုတော့ကျွန်တော်အမြဲတမ်းအစဉ်သင်ကူထားရမှာဖြစ်တယ်စိတ်ဆူပြီးသွားပြီ
signal number 3ကဘာဖြစ်လဲဆိုတော့စိတ်ဆူချင်းဒီမုံတီးချင်းတို့တွန်းပူပြီးမုံသွားပြီးစိတ်ဆူရုံနဲ့မရဘူးမုံသွားပြီးနာမည်တစ်လုံးပြောတာနဲ့အဲ့ဒီသူအကြောင်းပြောနေမုံလိုက်တာတဲ့ဒါပေမဲ့ကျွန်တော်တခုအရာဟောတာလေတချို့ main လေးတွေလေမြင်ချင်းမုံသွားတယ်ဗျာတဲ့အဲ့ဒါတော့ကျွန်တော်တို့တိတ်တော့နားမလည်နိုင်ဘူးမြင်ချင်းမုံသွားတာကြတော့လေသူစိတ်နာတာလဲဘာလဲမရှိဟွာလဲမရှိပေါ့နော်မြန်လိုက်တာလို့တကယ်မြန်လိုက်တာမြင်ချင်းမုံသွားတယ်ဆိုတော့ anger precedes hate ဆိုတော့သူကပောက်ချက်၄ထဲမှာပိုက်ငယ်၈ထဲမှာကာယနာဒီလေတော့တွားကြကုန်အဟုတ်ညီအာဘီလာကိုခေါ်၍လေတော့ရောက်တော့ခါညီအာဘီလာကိုကဂျမ်ဘက်ပြုတယ်ဆိုတော့မုံတီးချင်းရဲ့ signal ကပါလေရန်စချင်းမိုက်လာချောင်းနဲ့အဲ့ဒါက signal number 3 signal number 3ဆိုတော့ကျွန်တော်တို့လူငယ်ဒီမှာဒါဖြစ်တဲ့သဘာဝပါဒါလူငယ်ဖြစ်တယ်ညဒါပေမဲ့မဖြစ်တဲ့နာကပြန်ရတယ်ဒီသားစုမှာမဖြစ်တယ်ဟာလေလုယာအာမင်အဖွင့်စီးဒီမှာမဖြစ်တဲ့ဘူးအထူးသဖြင့်အမှုတော်ထဲမှာမဖြစ်တဲ့ဒီကိစ္စတွေအားလုံးဒီလူမျိုးဖြစ်ပြီးဆိုကြတဲ့တချို့ကလေကျွန်တော်နဲ့ငယ်ချင်းနဲ့အကြီးကျယ်ရန်တိုက်ပြီးမှဖြစ်သွားတဲ့အခါကျွန်တော်တငယ်ချင်းကြောက်ပြီးမှဘာမှမပြောရတဲ့ပုံစံလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘာလုပ်ပြီးမှလဲတင်ဘာမှမလုပ်ခိုင်းဆူတောင်းချင်တဲ့ပုံရမှာဖြစ်တယ်ကြားလဲကြားတယ်တိလဲတိတယ်ဘာမှလည်းမပြောဆုလည်းမတောင်းဆိုရင်တော့အတင်းသားဖြစ်ရတာအဆင်မပြေအတင်းတော့ကိုချင်းဆုတောင်းပေးရမှာဖြစ်တယ်အာမင်အဖွင့်စီကိုချင်းဆုတောင်းပေးရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကနှုတ်ကပတ်ကျမ်းစာအတိုင်းကျွန်တော်တို့ကခံယူရမယ့်အရာတွေဖြစ်တယ်ကျွန်တော်ဒီပင်ငယ်တီကျမ်း6ခုမြောက်တော့ပင်ငယ်တီကျမ်းအကြောင်းပြောတာနော်ရန်တွေ့ပြီးရန်စားပြီးဆိုလို့ရှိရင်ဒါစိတ်နဲ့တွေ့ရတယ်စထုထအချက်ကမုံတီးချင်းရဲ့ရလက်ဟာပါလေလူကိုတတ်ချင်းဖြစ်တယ်စိတ်နဲ့လည်းပေါ်ပြီ hate result murder တမန်ကျမ်းစာဘယ်လိုပေါ်ပြလဲဆိုတော့ရှင်ယောဟန်ခရစ်ယာန်ပထမဆောင်ရှင်ယောဟန်ဩဝါဒစာပထမဆောင် sorry ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး3အပိုက်ငယ်15ထဲမှာကျေးဇူးပြုရဲ့နောက်ကိုင်းပြီးလိုက်ဆိုစီခြင်းနဲ့မိမိငီအကူကိုနောက်ကနေလိုက်ဆိုပြပါမိမိငီအကူကိုမုံတော်သူမီဒီကလူအသက်ကိုတတ်တော်သူဖြစ်၏ဒါဖျားပြောတဲ့စကားဖြစ်တယ်နော်မိမိငီအကူကိုမုံတော်သူဟာတဲ့ဘူထိလက်ရောက်နော်ပစ္စည်းကိရိယာတခုခုယူပြီးမှတတ်တာမျိုးမဟုတ်ဘူးစိတ်ထဲမှာဝိညာဉ်ကြီးမှာသူတတ်တော်သူဖြစ်တယ်ဒီနေ့ဖျားရှင်ကကျွန်တော်တို့ဘဝအသက်တာမှာတာရွတ်အောင်မြင်နိုင်လို့မှာတာရွတ်တိုးတက်နိုင်လို့တဆင့်ဖျားရှင်တာရွတ်တဆင့်တက်နိုင်ဖို့လို့မှာဒီနေ့ကျွန်တော်ဘာလို့ရမလဲမုံတီးချင်းဒီအားလုံးရဲ့ရလကလူတတ်ချင်းဖြစ်တယ်မိမိငြူကိုမုံလင်လူကိုတတ်တယ်ဒါကြောင့်ဒီလူတတ်တဲ့ဘဝအစင်းမျိုးကျွန်တော်တို့ဝိညာဉ်ကြီးအကာဏကိုပြောတာပါမုံတီးတဲ့အစင်းမျိုးကနေကျွန်တော်တို့လုံးဝလွတ်လပ်ပြီးမှဖျားခင်အလိုတော်တိုင်းဆက်သွားနိုင်ဖို့ဖျားရှင်ကောင်းချီးပေးပါစေဟာလေလုယာယောတအတ္တကိုကြည့်နေဆိုလို့ရှိရင်ဘုရားရှင်ယောတကိုကောင်းချီးပေးလာတဲ့အခါမှာသူ့ညီကိုကဘာကြောင့်သူ့ကိုမုန်းလဲယူပါယုံရှိလို့မုန်းတယ်ယူပါယုံရှိတယ်ဆိုတာကချက်ချင်းအကောင်ထဲတာမှမဟုတ်တာအခုမှစပြောတာကိုစကြားချင်းမုန်းနေတာမုန်းသွားတဲ့အခါအလုံးတည်တဲ့အတိုင်းပဲသူ့ကိုတတ်ဖို့ချန်စီနေတယ်တွင်းထဲမှာချတယ်ဟာဘာမှတော့မလုပ်ပါနဲ့ယူတာနေဘာမှမလုပ်ပါနဲ့ငါတို့ရောင်းစားကြည့်အောင်ငါတို့လည်းပိုက်ဆံရမယ်အိုးသူ့ဖခင်ကိုအမျိုးမျိုးနဲ့လိန်စားတယ်ဒါပေမဲ့ဒီမုန်းတီးချင်းဆိုတာကလေဖျားသခင်ရဲ့နာမအပြင်သူတင်ယူပါယုံတစ်ခုခုရလာတဲ့အခါမှာအဲ့ဒီယူပါယုံဒီနိုင်ငံအတွက်အဲ့ဒီယူပါယုံဒီအသင်းတော်အတွက်အဲ့ဒီယူပါယုံဒီလူတို့တယောက်ကောင်းစားဖို့တဲ့ဖျားရှင်ပေးလာတဲ့အခါမှာစာတန်ရဲ့လုံကစတာဘာနဲ့စလဲမုန်းတီးချင်းနဲ့စမှာဖြစ်တယ်အဲ့ဒါတတိထားရမှာဖြစ်တယ်ဒီမုန်းတီးချင်းဆိုတာကကျွန်တော်ခုန signal အနေနဲ့တွေ့မယ်3 signal number 3တောင်ရောက်နေပြီ
ဒါပေမဲ့အဲ့ဒီ signal number 3မှာကျွန်တော်တို့အနေနဲ့ဝိညာဉ်ကြီးရမှာပါဏတ်ပြီးမှယောသတ်ဒီသူ့ရဲ့ယူပါရောအတိုင်းကိုအကောင့်ထဲပေါ်နိုင်ဘူးကတခုမှမပြောဘူးသူဖယားရဲ့နီလာအတိုင်းကိုပဲသူစက်ခံသွားတာဖြစ်တယ်ရောက်စားလိုက်တယ်ဟာငါငီကိုတို့အကူတော့ဒီကျွန်တော်ကိုဒီလောက်တော့ရောင်းစားလိုက်တော့ဘာမှအပြစ်ရှိလဲ तू အခါမှ तू မပြီးဘူး तू ဒီတိုင်းပဲဖယားကိုပဲ तू စက်ကတာဒီနေ့ကျွန်တော်ဘဝမှာတခုခုကြုံတွေ့တဲ့အခါမှာ तू တပါးပြောဖို့ထက်ဒီနေ့ကျွန်တော်ဒူးထောက်ပြီးမှဖယားကအရင်တိုက်တီးကြရအောင်အဲ့ဒါကဖယားရှင်လို့တော့ဖြစ်တယ်ဟာလေလုယာဒီနေ့ဖယားရှင်နဲ့ကျွန်တော်တို့ရဲ့ဆက်တွေ့တဲ့အရာအမြဲတမ်းဆက်တွေ့မှသာလေအဲ့ဒီအထဲမှာလူတွေလုံးဝပေးလို့မရတဲ့အထဲမှာခွန်အားဖယားရှင်ပေးလာမှာဖြစ်တယ်အဲ့ဒီခွန်အားနဲ့ကျွန်တော်အနာဂတ်ကိုရင်ဆိုင်နိုင်မှာဖြစ်တယ်အဲ့ဒီခွန်အားနဲ့မပြုံးနိုင်တဲ့မျက်နှာပြုံးနိုင်မှာဖြစ်တယ်အဲ့ဒီခွန်အားနဲ့ဘာတရင်မင်းလာကျွန်တော်တို့ကခံယူနိုင်မှာဖြစ်တယ်ဖယားရှင်ပုံကြည့်ပါစေဒါပေမဲ့အထဲမှာအဲ့ဒီဝိညာဉ်ခွန်အားမရှိလာတဲ့အခါမှာလူတွေကဒီလိုပြန်ကိုကလည်းဒီလိုလုပ်ချင်တယ်လူတွေကမျက်စိဆောင်ကိုကလည်းတခါတည်းတွေ့ချင်တယ်ဒါကဇာတိစိတ်တွေဖြစ်တယ်ဖယားရှင်ကဒီလိုမျိုးအခြေအနေကျွန်တော်မဖြစ်စေချင်ဘူးယောသတ်ဒီသူ့ရဲ့ယူပါယုံရလာတဲ့အခါမှာသူ့ရဲ့ညီကိုတွေကသူ့ကိုမုန်းလာတဲ့အခါမှာဖယားကိုပဲသူကြည့်အချိန်တန်လာတဲ့အခါမှာမုန်းပြီးတော့သူတို့တောင်းကြည့်ဖြစ်တယ်ချက်ချင်းတော့မဖြစ်ပါဘူးအချိန်တန်လာတဲ့အခါလာတော့အချောင်းဒီလူအသက်ကိုမတတ်နိုင်ဆိုတာကဘာနဲ့တူလဲသူတပားကိုမမုန်းနဲ့ပေါ့မုန်းပြီးမှလူအသက်ကိုတတ်ချင်းကိုရောက်လာတယ်အဲ့ဒါခရစ်တော်ကဘာလဲကိုနဲ့ဆက်ဆိုင်တော့လူကိုနဲ့များချစ်ပါယေရှုခရစ်တော်အတွက်အကြီးမားဆုံးဉာဏ်တော်လေစာရန်ချက်ချင်းမဟုတ်ဘူးနော်ကျမ်းတပ်ပုဂ္ဂိုလ်တွေတခါတလေမိသားစုမှာကိုရီမန်းချက်ကိုရောက်သွားနိုင်အောင်အဟံတပြုတ်နိုင်တာကကိုညီကိုတွေဖြစ်တတ်တယ်မိသားစုတွေဖြစ်တတ်တယ်အသင်းတော်တခုခုအောင်မြင်ခြင်းအလို့ငါသူမြတ်အသင်းတော်ကျွန်တော်ကိုလာနောက်ရှင်းတာမဟုတ်ဘူးအထဲကနေပဲဖြစ်တတ်တယ်ဒီလိုဖြစ်လာတဲ့အခါဟာခရစ်တော်ရဲ့လမ်းကြောင်းကိုပဲသွားဖို့ဖြစ်တယ်ဟာလေလုယာခရစ်တော်ရဲ့လမ်းကြောင်းကိုပဲသွားဖို့ဖြစ်တယ်လောကနိနဲ့ဘယ်တော့အခါမှမဖြေရှင်းမဲနဲ့ဖယားရဲ့နိလာနဲ့ဖြေရှင်းလိုက်တဲ့အခါမှာကျွန်တော်တို့ကအောင်မြင်တဲ့အောင်မြင်တော့သူဖြစ်သွားမှာဖြစ်တယ်ဖယားပုံချေပါစေဒါကပထမချက်ဖြစ်တယ်ဟုတ်ပြီပထမချက်ကပါလဲလူတတ်မှုဖြစ်စေတဲ့အစင်လေးစပထမကညှော်လင့်တဲ့အတိုင်းဖြစ်လာတဲ့အခါမှာစိတ်နာတယ်အနာတရားဖြစ်တယ်အနာတရားဖြစ်ခြင်းကနေစိတ်ဆိုးလာတယ်ဒုတိယစိတ်ဆိုးခြင်းကနေလူကိုမုန်းတီးတယ်မုန်းတီးခြင်းကနေလူကိုတတ်ခြင်းကိုဖြစ်လာတာဖြစ်တယ်ဒါကြောင့်မို့လူကိုအဓိကအနာတရားဖြစ်တဲ့အခါမှာကျွန်တော်ဝိညာဉ်ကြီးကို level မှာကျွန်တော်တိုက်တာတတ်ဖို့အရေးကြီးတယ်လို့လူဒီကရန်တုရန်ဆလာတဲ့အခါမှာမျက်နာပြက်လာတဲ့အခါမှာဒါအခြေအနေဆိုးသွားတယ်ရန်တွေ့လာတဲ့အခါမှာဒါတော့လုံးဝကိုမုန်းတီးဖို့ရန်ဖြစ်သွားတယ်ဆိုတော့အဲ့ဒီဝိညာဉ်ကြီးမှာကျွန်တော်လိမ္မာပါဏချင်းအပြင်ကိုပြောမဲ့တည်စကားတွေဘုရားရှင်စီမှာတောင်းပြီးမှမေတ္တာအားဖြင့်လည်းအမြဲတမ်းတုံ့ပြန်တတ်ဖို့ဘုရားတောင်းချပေးပါစေဒုတိယနဲ့နောက်ဆုံးချက်အနေနဲ့လူအသက်ကိုမတတ်နဲ့လူအသက်ကိုတတ်ဖို့လို့ငါဒီ၄စင်းကနေပူပြတာဖြစ်တယ်ဒါပေမဲ့ဒုတိယအနေနဲ့မေတ္တာတရားကိုဘယ်လိုတည်ဆောက်နိုင်လဲနော်လူအသက်ကိုတတ်တယ်ဆိုတာမေတ္တာခေါင်းပါလို့ပြောဟုတ်တယ်မနော်မေတ္တာရှိတယ်ဆိုရင်လူအသက်ကိုတတ်မှာမဟုတ်ဘူးဆိုတော့အခုလူအသက်ကိုတတ်ရတဲ့အကြောင်းရင်းပြီးသွားတဲ့အခါမှာဒုတိယအနေနဲ့ဒီမေတ္တာတရားကိုဘယ်လိုတည်ဆောက်နိုင်လဲမေတ္တာတရားကိုတည်ဆောက်နိုင်ဖို့လို့ငါကျွန်တော်တို့ဂျေဇုတရားဟာဂျေဇုတရားဒီခွင့်လွှတ်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကသိရမှာဖြစ်တယ်ဆိုတော့ခွင့်လွှတ်ခြင်းရနိုင်ဖို့လို့ငါဘယ်အရာကတွန်းအားပေးလဲဆိုတော့ဂျေဇုတော်တရားကိုနားလည်မှသာလို့ခွင့်လွှတ်ခြင်းရနိုင်မှာဖြစ်တယ်ဆိုတော့ဒီဂျေဇုတော်ဆိုတဲ့အခါမှာကျွန်တော်မချစ်စရာမကောင်းတဲ့ဒီပုဂ္ဂိုလ်ချီးမြှောက်စရာမကောင်းတဲ့ဒီပုဂ္ဂိုလ်ဖခင်ရဲ့ဂျေဇုတော်တက်အားဖြင့်ရရှိကောင်းချီးပေးရဆိုရင်အဲ့ဒီကောင်းချီးမင်္ဂလာကနေဖခင်ရဲ့ဂျေဇုတော်ကိုနားနယ်တဲ့ပုဂ္ဂိုလ်တွေကဘယ်အရာကိုရောက်သွားလဲခွင့်လွှတ်ခြင်းတရားကိုရောက်သွားတာဖြစ်တယ်ငါကိုယ်တိုင်မကောင်းမဲနဲ့ဒီလောက်တော့ရရှိကောင်းချီးပေးတာဒီတပါးလည်းခွင့်လွှတ်နိုင်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒီဂျေဇုတရားနားလည်ခြင်းဆိုတာကဖခင်ရဲ့မေတ္တာကိုနားလည်သဘောပေါက်ခြင်းဖြစ်တယ်
ဖျားရဲ့မေတ္တာကိုနားလည်သဘောပေါက်ခြင်းဖြစ်တယ် forgive ဆိုတဲ့အရာကဘာလို့ပဲလဲ release လွတ်လိုက်တယ်နော်လွတ်မြောက်ခြင်းအခွင့်အရေးပေးတယ် forgiveness is giving grace ခွင့်လွှတ်ခြင်းတရားဆိုတာကျေးဇူးတရားကိုပေးခြင်းဖြစ်တယ် hallelujah ဆိုတော့အဲ့ဒီကျေးဇူးတရားကိုကျွန်တော်မရှိလာတဲ့အခါမှာ forgive ခွင့်လွှတ်ဖို့ရတဲ့မလွယ်ဘူးဒါပေမဲ့အဲ့ဒီကျေးဇူးတရားနားလည်နိုင်ဖို့ကဘုရားမေတ္တာတရားနားလည်လို့ဖြစ်တယ်အဲ့ဒီဘုရားမေတ္တာတရားဆိုတာထူးထူးထွေထွေပြောကြမလို့ပါဘူးငယ်ငယ်ကလေး Sunday School အရွယ်ကဘုရားရှင်ဟာမေတ္တာရှင်ဖြစ်တယ်ဆိုတာသဘောပေါက်ဖို့ဖြစ်တယ်ဘုရားဘယ်လောက်ထိကောင်းမလဲဆိုတော့ဘယ်အရာမှဆိုဘုရားရှင်အစပြုသူဖြစ်တယ်အစပြုသူဖြစ်တယ် hallelujah ဘုရားရှင်အစပြုသူဖြစ်တယ်ပုံဥပမာကိုးကွယ်ခြင်းအမှု၌ဒီနေ့ကိုးကွယ်ခြင်းအမှုမှာ call to worship ဆိုတဲ့သတင်းစကားကိုကျွန်တော်သုံးတယ်နော်မြန်မာလိုပြောတယ် call to worship ပါတချို့ကပမာဏတီးလုံးနေနော် call to worship ဆိုတာကအမျိုးမျိုးအပြင်တချို့တွေဆိုလို့ရှိရင်ဆိုတဲ့လူရှိတယ်တချို့တွေဆိုရင်တီးလုံးတီးတဲ့လူရှိတယ်တချို့တွေဆိုရင်ခွာယာဆိုတဲ့လူရှိတယ်ဒါအသေးတော်တစ်ပါးနဲ့တစ်ပါးမတူဘူး call to worship ကပထမဦးဆုံးလုပ်ရတဲ့ကိုးကွယ်ခြင်းမှာပြုရတဲ့ word ကိုဖြစ်တယ်အဲ့ဒါဘာကိုဆိုလိုတာလဲကျွန်တော်ဂျီအမ်မှာကြောင်းသားနေတယ် call to worship ဆိုတာပါလေအဲ့တော့အသိတော်မှာယံလီတယောက်ကတီးပြီးမှအဲ့ဒါ call to worship ဟုတ်တယ်မှန်တယ်အဲ့ဆိုအဲ့ဒီရဲ့နောက်ွယ်ရဲ့အတိတ်တွေကပါလေလို့မကြည့်ဘူးနောက်ကြောင်းမြင် call to worship ဆိုတာပါလေ call to worship ဆိုတာ worship leader ကိုယ်ကွယ်ချင်းအစီအစဉ်စရအောင်လို့သူဖိတ်ခေါ်တာ call to worship ဟုတ်ပြီဟုတ်ပါဘူးခင်ဗျားရော call to worship ပါလေဟာသူတို့ထင်မြင်ချက်ကိုပြောနေတယ် call to worship ရဲ့နောက်ွယ်ရဲ့အတိတ်တွေက God calls us to worship ကိုယ်ကွယ်ဖို့လို့ငါဖျားရှင်ကျွန်တော်တို့ဖိတ်ခေါ်ထားတာဖြစ်အဲ့ဒီဖိတ်ခေါ်ခြင်းကိုကျွန်တော်ကသုံးပြန်လို့ချင်းဖြစ်တယ်ဆိုတော့ပိတ်မှန်တော်ရောက်တိုင်းပထမဦးဆုံးစိတ်နှလုံးသားထဲမှာဗာပြောရမယ်ဆိုကိုရောဒီနေ့ကြီးမြတ်တဲ့ဖျားရှင်ကိုကိုယ်ကွယ်ဖို့အလို့ငါဒီပိတ်မှန်တော်ပို့ဆောင်တော့ကြောင့်ဂျေစုတင်တယ်ဆိုတော့ဝမ်းမြောက်တဲ့နှလုံးသားနဲ့ဒီပိတ်မှန်ကိုတွားရမယ်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဘာလို့ဆိုတော့ချစ်စရာမကောင်းတဲ့လူတွေကိုဖျားရှင်ကဖိတ်ခေါ်နေစေပါဒီနေ့ကျွန်တော်တို့ရဲ့အချီနီပေါ်မှာယက်တီချီမရှိဘဲနဲ့ရှိတဲ့အတိုင်းကိုလက်ခံပြီးတဲ့ဖခင်ရဲ့မေတ္တာကိုတုံ့ပြန်နေခြင်းဖြစ်တယ်။ဒါကြောင့်မို့ဗိမာန်တော်သွားတဲ့အခါမှာဖခင်ရဲ့မေတ္တာမရှိဘဲနဲ့သွားတာချင်းဟာကျွန်တော်တို့ရဲ့အချီနီပဲဖြစ်သွားနိုင်တယ်ဆိုတာသိထားဖို့လိုအပ်တာဖြစ်တယ်။ဖခင်ရဲ့မေတ္တာတရားနားလည်တယ်ဆိုလို့ရှိရင်ကြီးစုတရားတော့နားမလည်လို့မဖြစ်ဘူး။ဘာကြောင့်မထိုက်တန်မဲနဲ့ထိုက်တန်ရတော့အခွင့်ကိုသူကြီးစုတော်အဖင်ဘုရားရှင်စီကနေရရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။လက်ခုပ်တီးပြီးဘုရားနာမတော်ကိုချီးမွမ်းရအောင်။ဟာလေလုယာ။ဒါကြောင့်ဘုရားရဲ့အချီနီကပါလေရှိတဲ့အတိုင်းလက်ခံတယ်ဖြစ်တဲ့အတိုင်းကိုအသုံးပြုခြင်းနဲ့ဘုရားရှင်မောရှိကိုဘာပြောလဲတင်းလက်ထဲမှာဘာရှိလဲဟာတောင်ဝင်းရှိတယ်ဒီတောင်ဝင်းနဲ့လူ6သိန်းကဘာဆိုင်လို့လဲဒါပေမဲ့ဘုရားရှင်ဒီတောင်ဝင်းနဲ့နမိတ်လက္ခဏာမျိုးများစွာပြုတ်နိုင်တယ်ဘုရားရှင်ဖြစ်တယ်တင်းထဲမှာဘာရှိလဲဝင်းကြီးမရှိရင်မရှိတဲ့အလျောက်အဲ့ဒီငွေပမာဏလဲဘုရားရှင်အမှုတစ်ကိုပြုတ်နိုင်တယ်ဘုရားရှင်ဖြစ်တယ်အာမင်ဒါကြောင့်ယုံကြည်ခြင်းဟောကျွန်တော်တို့ရဲ့ဘုရားရှင်ယုံကြည်တဲ့လူတွေကဘာလဲယုံကြည်ခြင်းနဲ့အသက်ရှင်ရမယ်တဲ့အချစ်မပါတဲ့ယုံကြည်ခြင်းကဘာလဲအတီးဖြစ်တယ်တဲ့နှုတ်ကပတ်ကျမ်းစာပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တဲ့အတိုင်းအသက်မရှင်ရင်ယုံကြည်သူလို့ပြောလို့မရဘူးဒီတော့သူလို့သမာကျမ်းစာတာပြောရမယ်ဆိုတော့ဝိညာဉ်ရောက်ပြောတာဝိညာဉ်ရမှာတည်တော့သူလူဘယ်နှယောက်ရှိလဲဒီကြားတော့ကြားထင်လာပဲနဲ့သွားလို့မရဘူးယုံကြည်တဲ့အတိုင်းဆက်သွားနိုင်မှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကိုမေတ္တာတရားကိုနားလည်ဘူးဒုတိယနဲ့နောက်ဆုံးအနေနဲ့ကိုမေတ္တာတရားကိုနားလည်တဲ့အခါ forgiveness results love သူခွင့်လွှတ်ခြင်းတရားဒီမေတ္တာတရားကိုဘာဖြစ်လဲမေတ္တာခွင့်လွှတ်ခြင်းဒီ I'm sorry ချစ်ခြင်းမေတ္တာဒီခွင့်လွှတ်ခြင်းရဲ့ရလဖြစ်တယ်ဆိုတာကိုကျွန်တော်သိထားဖို့လိုအပ်တာဖြစ်တယ်ဒီနေ့ကြည့်ပါမယ်ဆိုလူအသက်ကိုမတတ်နဲ့လူအသက်ကိုတတ်ချင်လို့မေတ္တာမရှိလို့မေတ္တာရှိနိုင်ဖို့လို့ငါဘာလို့ရမလဲဘုရားရဲ့ကျေးဇူးတရားနာလေကျေးဇူးတရားရဲ့ရလကခွင့်လွှတ်ခြင်းခွင့်လွှတ်တတ်တော်သူမှာထားတယ်မေတ္တာထားနိုင်အဲ့ဒီမေတ္တာနဲ့လူကိုတတ်တယ်လူရဲ့ကောင်းကျိုးလို့ပြင်ဆင်ပေးရမယ်ကျွန်တော်အရင်ကတက်တည်ခံတယ်အဲ့ဒီတက်တည်ခံခြင်းနဲ့ကျွန်တော်
ဆုံးတတ်ခြင်းကျွန်တော်ကိုအကြောင်းရှုပ်ချပြီးတခုခုလုပ်တဲ့လူပေါ်မှာလေဘုရားရှင်ကကျွန်တော်အထူးဆုချီးစုပေးထားတယ်အဲ့ဒီလူတွေနဲ့ကျွန်တော်ကလေအော်လောက်အောင်ကျွန်တော်ဖိတာတခုခုနဲ့ပြချင်တဲ့ဆန္ဒကရှိတယ်မင်းစားဖေးမလားလက်ဆောင်ပေးမလားအီးမေးလ်ပို့မလားတခုခုကိုကျွန်တော်လုပ်သွားချင်တာအဲ့ဒါမှကျွန်တော်ကျင့်တတ်တယ်အဲ့လိုမျိုးလုပ်လေသူတို့ကစိတ်ဆိုးလေဖြစ်တယ်ကိစ္စမရှိဘူးမေတ္တာပြတယ်ကျွန်တော်ပြောပြမယ်မေတ္တာရှိရင်လေလူတွေကမခံနိုင်ဘူးနောက်ဆုံးတော့တင်တ်ထက်တော်မှတကူးရှိတဲ့အရာဖြစ်တယ်ဟာလေလုယာဒါကြောင့်မေတ္တာရှိတဲ့အခါမှာဘာဖြစ်လဲနှိမ်ချနိုင်တယ်လူတွေကသင်ကဒီလိုစကားပြောလို့နာမခံရင်ဒီလိုသွားပေါ့ဒီလိုပြောလို့နာမခံရင်ဒီလိုဆက်ပြောပေါ့ဒီလိုဆက်ပြောလို့နာမခံရင်ထိုင်ချပေါ့ထိုင်ချလို့နာမခံရင်အိတ်လိုက်ပေါ့ဟာလေလုယာအဲ့မဲ့ပြောရတော့လွယ်တယ်တကယ်လက်တွေ့တော့မလွယ်ဘူးမင်းကဘာကောင်းလဲဆိုတဲ့သတင်းစကားကိုကြားနေရဖြစ်တယ်ခရစ်တော်ရဲ့နိယာမဖြစ်တယ်ခရစ်တော်ကအဖခမည်းတော်ရဲ့စီခိုင်းခြင်းကိုလုံးဝနာခံဖို့လို့တခုံးမှမပြောခြင်းဒီဘာဖြစ်လဲတခုံးမှမပြောခြင်းဒီဘုရားအလိုတော်ကိုဒီဆုံးဖို့ရလို့မှာခြေတလန်းဒီတလန်းလမ်းချင်းဖြစ်တယ်ပတ်သက်ရှိလို့ပြောရမှာပေါ့ဒါမှန်ပါတယ်အဲ့နဲ့မေတ္တာထားလိုက်တဲ့အခါလူကြီးကမနေနိုင်မထိုင်ဘူးနောက်ဆုံးကြတော့ဘာဖြစ်သွားလဲအရင်ကကျွန်တော်ဒီမှာတက်တည်ခံမှုလေကျွန်တော်ကတော့တက်တည်ခံရတော့တိတ်မရှိဘူးဒီ education ဆိုတဲ့ internship တခုပေါ့နော်ကျွန်တော်လုပ်သွားတဲ့နေရာမှာ music director နဲ့ကျွန်တော်တန်းတူးတာအဲ့ music director UA2 ကျွန်တော်နေရာလုံးဝပေးချင်တယ်တနစ်တိတိအောင်လို့နေရာမှာပေးကျွန်တော်ဘာလုပ်လဲတီးမဲ့လူပြက်ကွက်ရဲ့အဲ့ဒီနေရာမှာအစားထိုးပြီးပြီးမတွားချင်မလို့လည်းပြောလို့မရဘူးသူတို့ကြောင်းရဲ့ requirements ကိုအဲ့ဒီမှာပေါင်းလိုက်ပါလို့လဲဆိုတော့ပတ်တက်တော့ပြရတယ်သူကဒီစားပေးတယ်အရင်အော်ဘာဖြစ်လို့ဒီစားပေးတာချစ်လို့ပါတခြားအကြောင်းရရှိမယ်တယ်မရှိဘူးရမယ်ခဏမရဘူးမရတော့ဒုတိယအကျိုးကဖြစ်တယ်မင်းစားဖိလို့လည်းပုံတော့လက်ဆောင်ပါပြီဆိုဒါနဲ့ကျွန်တော်မှလည်းចောင်းသားဆိုတော့လက်ဆောင်လည်းမရှိတော့ကျွန်တော်မှအင်းကြီးရှိတဲ့ထဲကနေကောင်းစားတချို့ကိုကျွန်တော်ရေးပြီးငယ်ချင်းကမှလက်ဆောင်ပေးဆက်ထားရရှိတယ်ဝကြည်လာဟာကျေးဇူးတင်ဆက်တာတခုခုတကယ်ပြီးဝက်လိုက်မင်းတကယ်ပေးတာလားပေးတယ်အေးကွာဒီနေ့ကျွေးတယ်လက်ဆောင်လည်းပေးတယ်မင်းဘာပြောချင်လဲပြောပြတယ်ဒီနေ့မှာကြောင်းတက်တာဒီညာလာလို့ပါဒီညစီမှာဒီညာလာဒီညရဲ့ဦးဆောင်မှုအောက်မှာကျွန်တော်အမှုဆောင်ပြီးဒါနဲ့ဒီညကကျွန်တော်နေရာမပြီးဘူးဆိုတော့ကျွန်တော်တည်တယ်ဒီဒီညကိုကိုယ်နေရစီအတူတူလောက်ကြရအောင်ကျွန်တော်တနည်းပြချင်တာပဲအဲ့ဒီတနည်းချန်တဲ့အချိန်မှာကြီးမားတဲ့မှုတွေလောက်အောင်ဒီပြောတဲ့ကျွန်တော်နိုင်မှာဘူးအစီအစဉ်တွေပြောတော့area စာပြီးသူကနောက်ပိုက်ကြည့်လာတဲ့အခါမှာသူ့နေရာကလူ့နေရာကျွန်တော်ကနေရာလူ့ဖို့လာတာမဟုတ်ဘူးဆရာကိုကိုကြီးဖို့လာတာဆိုမှပဲတချို့ကလေတဲ့ပြောမှပွင့်သွားတယ်များတယ်ကျွန်တော်ကလည်းဟူမိတာပြဒီမိတာပြဆိုတဲ့တချို့တွေအတွက်ဝေးမှဝေးသေးတယ်ဒါဖျားမိတာဆိုတာလေမင်းကိုချစ်တယ်ဆိုရုံနဲ့မဟုတ်ဘူး love is action လို့ပြောတယ် hallelujahဆိုတော့ကိုယ့်ရဲ့လှုပ်ရှားမှုတစ်ခုခုတော့ပြရမှာဖြစ်တယ်အာမင်အဲ့ဒီလှုပ်ရှားမှုပြမှသာလေကျွန်တော်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်ဆိုတော့သူ့ကိုဒီလိုပြောတယ်သူလုံးဝပွင့်သွားတာမျက်စိပွင့်နားပွင့်ဘိုးနောက်ပွင့်အကုန်ပွင့်အဲ့လိုဆိုတော့ဒီလိုဖြစ်သွားတဲ့အခါမှာသူနဲ့အတူတူလှုပ်တာ praise the lord ကျွန်တော်ရဲ့ choir recital ပေါ့နော်လူအယောက်60လောက်ကျွန်တော်ရတာဖြစ်တယ်ကျွန်တော်လူအနည်းဆုံး20လောက်ရမယ်ဒီ choir ကိုတင်ပြီးမှ choral conducting ပေါ့နော်ကျွန်တော် conducting ကို concert လုပ်ရမယ်အဲ့ဒီ concert ကကျွန်တော်ရဲ့ final exam ဖြစ်တယ်ဆိုတော့လူကလည်းသူကိုယ်တိုင်ပွင့်သွားတဲ့အခါမှာဟိုလိုခေါ်ဒီလိုခေါ်နဲ့လူ60လောက်ရသွားတယ်အဲ့ဒီ60ထဲမှာအသက်60ရှိတဲ့မျိုးသမီးကြီးတွေလည်းပါပြီးတယ်လူငယ်ကလေးလေးတွေလည်းဟို choreography ဆိုပြီးမှအကအဖွင့်မှလည်းပါပြီးတယ်ရုံစရာကောင်းလိုက်တာနောက်ဆုံးပေါင်းသူနဲ့ကျွန်တော်ပြန်တော့မယ်ဆိုတော့နှုတ်ဆက်ပွဲလုံးဒီမှာညာစလုံးဖက်ပြီးမှမိမိအတူတူကြတယ်အဲ့ဒီမြေကြီးတာသုံးလုံးကျူးစာထားတဲ့ရလာအဲ့ဒါဝမ်းမြောက်ခြင်းဝမ်းမြောက်ခြင်း
ဒါကြောင့်မို့ချစ်တော်မိကုန်တော်များဒီနေ့ဖျားရှင်ပေးထားတယ်ဒီနေ့မနေ့အနေနဲ့လို့ပြောများစွာရှိတယ်နောက်နေ့ဘယ်လိုဖြစ်နေဆိုတာကျွန်တော်အသက်တာပြောလို့ရတယ်ဖျားရှင်ကကျွန်တော်အသက်တာထဲမှာလေဒီနေ့ကကျွန်တော်အတွက်နောက်ဆုံးသောအချိန်ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်သဘောထားမျိုးနဲ့အသက်ရှင်ဖို့ကျွန်တော်ခွန်အားပေးချင်ဒီလောကမှာဖျားရှင်ရှူထုတ်ခွင့်ရှူတွင်းခွင့်ပေးထားတဲ့အရာကကြီးစုတော်တသက်ဖြစ်တယ်ဉာဏ်ပညာတင်ခွင့်ရတာကြီးစုတော်တသက်ဖြစ်တယ်ဒီနေ့ဒီအဆင့်တန်းဒီဘဝအထိဘုရားရှင်ပို့ဆောင်ပေးတာကိုရောရဲ့ကြီးစုတက်ဖြစ်တယ်အဖေအမေကောင်းလို့လည်းမဟုတ်ပါဘူးဟုတ်ပါတယ်သူတို့လည်းပါပါတယ်ဒါပေမဲ့ဘုရားကြီးစုမရှိဘူးဆိုရင်ဒီလိုအတိုက်အတာမှာကျွန်တော်ရက်တည်နိုင်စရာအကြောင်းမရှိဘူးအကြောင်းရင်းကပါလေကျွန်တော်တို့ကဘာမှမဟုတ်ဘူးဒီနေ့လောကမှာပညာတတ်တဲ့လူတော်တဲ့လူကနှိမ့်ချတယ်သူတို့ရဲ့အတိအပုံကနှိမ့်ချတာဆရာတပဘာပြောလဲအမတာမဒီတစ်ပင်ပေါ်မှာအတီးအများကြီးရှိတဲ့ဂိုင်းကမထောင်ဘူးတဲ့အောက်ကိုပဲကြာနေတာတဲ့အဲ့ဒါနှိမ့်ချခြင်းရဲ့သဘောတည်းဘာလို့အတီးအများကြီးတီးတော့အဂိုင်းတွေတော့မှမခံတော့ဘူးနှိမ့်ချခြင်းနဲ့မြစ်တာနဲ့ကျွန်တော်ဆက်သွားနေလို့ဆိုရင်ခရစ်တော်ကိုယ်တိုင်ကဒီလောကကြီးကိုအဲ့ဒီနေရာလေးသူကတိုက်ခိုက်သွားတာဖြစ်တယ်အောင်မြင်သွားတာဖြစ်တယ်ဒီနေ့လူအသက်ကိုမတတ်နဲ့လို့ပြောတဲ့အခါမှာဒီကိုနဲ့ဆက်ဆံတော့သူတွေကိုချစ်နိုင်အောင်ဒီရတဲ့မိနာအတိုင်းကိုဆက်သွားမယ်ဆိုရင်ဒီခံခဲ့တဲ့ဒုက္ခပြဿနာတွေကတနည်းအတွက်တက်တည်ခံစရာအကြောင်းဖြစ်သွားတယ်အဲ့ဒီချိန်ကျရင်ဘုရားဘုန်းတော်ထင်ရှားဖို့အတော်တော်ဖြစ်ပါလိမ့်မယ်ဟာလေလုယာလူတို့တယောက်ညစ်နာအောင်လဲစောင်းပြီးမှလည်းမပြောနဲ့တဲ့ပြီးမှလည်းမပြောနဲ့တမာတရားကိုရက်တည်ခြင်းအပြင်ဆုံးပြီးဒီနေ့လူအသက်ကိုမတတ်ဘဲနဲ့မေတ္တာတရားပွားများခြင်းအပြင်မေတ္တာတရားကျွန်တော်တို့ဒီမေတ္တာတရားနဲ့မေတ္တာတရားပြန်လဲစောင့်ခြင်းအပြင်ဒီနေ့နံပါတ်1ဘဝအသက်တာကိုတည်ဆောက်ကြရအောင်တင်းကူတင်းဘဝဆုံးသွားတဲ့အခါမှာတကယ်လူတွေကကောင်းတယ်လို့ပြောဖို့ဒီမှာဆန္ဒရှိတာနှမျိုးစီကကောင်းလိုက်တာလို့ခင်ဗျာပါလို့ကြားစီတချို့ကတီးသွားတယ်ပေါက်လိုက်တာတီးတက်လာကြပြီကြားဘူးလေအဲ့ဒါဒါပေမဲ့တချို့တွေကလောကကြီးကိုဆုံးသွားတာနှမျိုးလိုက်တာဘာဖြစ်လို့လူတော်လူကောင်းဒီလောက်တော့ဖြစ်သွားတာလေအားကြောင့်လည်းကျွန်တော်တမိုင်းကြီးတော့သူဖြစ်တယ်ဘုရားရှင်ကြီးစုတရားကြောင့်အသက်ရှင်ခွင့်ရတဲ့အခါမှာဒီနေ့ကကျွန်တော်ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့တယ်ဆိုတော့ဘဝမျိုးနဲ့အသက်ရှင်နေဆိုရင်ခင်ဗျာလူတပ်ဖို့အချိန်တော်မှမရတော့ဘူးမေတ္တာတရားကိုပဲပွားများဖို့အချိန်ရသွားမှာဖြစ်တယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဆရာဒေးဗစ်ဆိုမိုယန်ကျေးဇူးတင်ပါတယ်လူသမတရားဆိုတဲ့တရားဟောခြင်းနဲ့ကျွန်တော်တို့ဝိညာဉ်ခွန်ပေးရတဲ့ကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့နှုတ်ကပတ်တော်ပြန်လဲတုံ့ပြန်တဲ့အနေနဲ့အလှူတော်ငွေကောက်ခံမှာဖြစ်ပါတယ်အလှူငွေထုံးစံအတိုင်းကျွန်တော်ကောက်ခံမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အားလုံးမတည့်ရအောင်အခုအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ worship team ကနေပြီးတော့ကျွန်တော်တို့နောက်ဆုံးတစ်ချင်းနဲ့ကျွန်တော်ဆက်လက်ပြီးတော့ကိုယ်ကွယ်ခြင်းမှုကိုပြုမှာဖြစ်ပါတယ်ကြီးညာစရာအနေနဲ့ကျွန်တော်တို့နောက်တစ်ပတ်စနေနေ့29ရက်နေ့ညနေ6ခွဲမှာကျွန်တော်တို့ဆရာညနေ6နာရီမှာကျွန်တော်တို့ဆရာ CK ခိုင်နေပေါ့နော်ဒီမှာrevival service ရှိပါတယ်လို့ကျွန်တော်တို့ပြီးရင်30ရက်နေ့အဲ့ဒီနေ့မှာမြန်မာအစီအစဉ်ဒီ4နာရီမှာစမှာမဟုတ်ဘဲနဲ့တနာရီမှာစမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းဒုတိယနေ့ကျွန်တော်ဆရာ CK ခိုင်နေပဲကျွန်တော်တို့revival service ကိုဆက်သွားမှာဖြစ်ပါတယ်ချင်းလို့ပြောမှာပေါ့နော်အဲ့တော့မြန်မာအစီအစဉ်ကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လုပ်တဲ့အစီအစဉ်ဖြစ်ပါတယ်လို့ဆိုတော့နောက်တစ်ပတ်မြန်မာအစီအစဉ်4နာရီမှာမရှိပါဘူးတနာရီမှာရှိမှာဖြစ်ပါတယ်လို့ကျွန်တော်ကြီးညွှန်တင်ပါတယ်ဆိုတော့ worship team ကျွန်တော်ခေါ်ဖိတ်ပါတယ်ပြီးရင်အလှူငွေကောက်ခံမဲ့ဆရာမအာနွေနဲ့ဆရာမဘုံတောက်ကျွန်တော်ခေါ်ဖိတ်လို့ပါတယ်လုံလောက်တော့ကျေးဇူးတော့ကျွန်တော်အားလုံးမတည့်ရက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးချင်းတီဆိုရင်းနဲ့အဆုံးသတ်ဖို့ခေါ်ဖိတ်လို့ပါတယ်ကိုရော